တချိန်မှာဦးဇင်းတို့တွေဟာအခုအတူတူနေရတဲ့လူတွေနဲ့မလုပ်ကြမလို့ခွဲခွာကြရလိမ့်မယ်အဲ့ဒီအမှန်တရားကိုမျက်ခြေမပြတ်နဲ့နော်အဲ့ဒီအမှန်တရားနဲ့စိတ်နဲ့ကိုတွေ့ထိပေးဖို့လိုမယ်လို့ထင်တယ်နော်ကွဲကွာခြင်းဆိုတဲ့အမှန်တရားနဲ့ကိုယ့်ရဲ့စိတ်ကိုတွေ့ပေးဖို့လိုတယ်ကျတို့ကတွေ့မပေးဘူးစိတ်ကဒါကြောင့်အဲ့ဒီကိစ္စကိုသိပြီးတော့ကြွမ်းကျင်မသိဘူးကြွမ်းကျင်မသိတဲ့အခါကျတော့ကွဲလာပြီးခွဲရပြီးခဲ့ဆိုရင်ဘာဖြစ်ကြအောင်တော့ရင်ဘတ်ထူတဲ့လူကထူလူတဲ့လူကလူအဲ့လိုဖြစ်တာပေါ့ဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့တခုရှိတာကကွဲကွာခြင်းကနော်ရှုထောင့်နှမျိုးနဲ့မြင်တတ်ဖို့လိုတယ်သူကကိုယ်ကိုခွဲသွားလို့ကွဲရတာရှိတယ်ကိုကသူ့ကိုခွဲသွားလို့ကွဲရတာရှိတယ်သဘောပေါက်ရဲ့လားတက္ကမကြီးတွေနော်ကိုကသူ့ကိုသူကကိုယ်ကိုခွဲသွားလို့ကွဲတာလည်းရှိတယ်နော်ဟာကိုကသူ့ကိုခွဲသွားလို့ကွဲတာလည်းရှိတယ်ဘယ်ကွဲကွာခြင်းကပိုအထိနာမလဲဆိုတာကိုဦးဇင်းတို့တွေးရမယ်ဟုတ်လားတယောက်ကကိုယ်ကိုခွဲသွားတယ်ဆိုတာကအဲ့ဒီတယောက်နဲ့ကိုယ်နဲ့ပဲကွဲတာကျန်တာတွေနဲ့ကိုယ်နဲ့ကမကွဲသေးဘူးရှိသေးတယ်အဲ့တော့အဲ့ဒါလေးမရှိတော့ပြီမလို့ကျန်တဲ့ရှိတာလေးနဲ့အားပြုပြီးတော့ဦးဇင်းတို့ကထိုင်လျောက်ပြေလျောက်နေလို့ရသေးတယ်ကိုကသူတို့ကိုခွဲလို့ကွဲပြီဆိုရင်တော့ဟောအားလုံးနဲ့ကိုယ်နဲ့ကွဲပြီဗျာဒါပါကိုပြောတာတော့သိခြင်းတရားကိုပြောတာနော်စဉ်းစားသိခြင်းတရားကိုတာမန်အသိဉာဏ်လောက်နဲ့နောက်တာမန်ကြိုးစားအထောက်မှုလောက်နဲ့အစဉ်ပြေပြေရင်ဆိုင်နိုင်နိုင်မလို့ဦးဇင်းကထင်ကိုမထင်ဘူးအဲ့လူတွေကတော့မကြောက်တယ်လို့ပဲနေကြတာပေါ့လေအဲ့ဒါလည်းသိချီးမွမ်းတရားတော့မရှိပါဘူးသူတို့မကြောက်တာမတွေ့သေးလို့မကြောက်တာတကယ်တတ္တိရှိလို့အည်သွေးရှိလို့မကြောက်ခြင်းမျိုးမှမဟုတ်ပဲနဲ့သိခြင်းတရားကိုလူတွေကဘယ်ချိန်ကြမှာကြောက်မယ်ထင်လဲသေတော့မယ်ဆိုမှကြောက်မှာအဲ့ဒီအကြောက်ကသိတန်ဖို့မရှိဘူးအဲ့ဒီအကြောက်ကတော့အပေရောက်မဲ့အကြောက်ပဲအသေးကလေးကြောက်ပြီဆိုရင်အလားလာမယ်ကောင်းတကယ်တမ်းကသိခြင်းတရားကိုမသိခင်ကစကြောက်အောင်ဟုတ်လားမသိခင်ကစဒီကိစ္စကကြောက်စရာပဲတုံတယုံအည်သွေးနဲ့ရင်ဆိုင်နိုင်ဖို့မလွယ်ဘူးဆိုတဲ့အတွေ့အမျိုးဦးဇင်းတို့မှာရှိရမှာသိခြင်းတရားကြောက်เสียဆိုတာကိုဦးဇင်းကအမျိုးမျိုးတွေးကြည့်တယ်ဆိုရပါစို့ဥမာလေးအခုတရားဓမ္မတို့မှာပိုင်ဆိုင်ထားတာရဲ့တဝက်လောက်အတိပ္ပယ်မရှိအလကားမပျက်စီးသွားတယ်ဆိုရပါစို့ကြောက်ပြောက်တော့ဒါမှမဟုတ်တခိုးခိုးသွားတယ်ဒါမှမဟုတ်မီးလောင်သွားတယ်တခုခုသောအကြောင်းကြောင့်ကိုယ့်ရဲ့ပိုင်ဆိုင်မှုရဲ့တဝက်လောက်ပျက်စီးသွားတယ်ဆိုရင်ဘယ်လိုနေမလဲခံရခက်မှာပေါ့နော်ဟုတ်တယ်မဟုတ်လားဒီချိန်မှာငွေ10သိန်းလောက်ကြောက်ပြောက်သွားမယ်ဆိုဘယ်လိုတချို့ဆိုင်ကယ်ခိုးခံလို့ငိုကြတာမရှိဘူးလားပိုင်ဆိုင်မှုလေးထိုက်တဲ့လောက်ပျက်စီးသွားလို့ဘာဖြစ်သွားတော့ဆင်းရဲတာပေါ့နော်ဒါတက်မဲ့ပစ္စည်းကိုပြောတာနော်ဟာကိုမိသားစုဝင်တွေကမပြောပါမဆိုပါတယောက်ယောက်လောက်မြန်ပဲ့သွားမယ်ဆိုဘယ်လိုနေမလို့ဘယ်လိုနေမလို့ထောက်တရားမရငိုကြွေးမှာပဲနော်ဟုတ်တယ်မဟုတ်လားဒါပါလေစဉ်းစားကြည့်တစုံတစ်ခုနဲ့တစိမ့်တဒေသားနဲ့တယောက်ယောက်နဲ့ကိုနဲ့ခွဲရတာရှိသေးတာသေပြီဆိုတဲ့အခါကျတော့တကယ်စဉ်းစားကြည့်ရင်အကုန်လုံးနဲ့ခွဲရတဲ့ကိစ္စပိုင်ဆိုင်မှုအလုံးနဲ့လည်းခွဲရတာပဲပတ်သက်မှုအလုံးနဲ့လည်းခွဲရတာအဲ့တော့ဦးဇင်းတို့တွေကပိုင်ဆိုင်မှုတွေကတဒိဋ္ဌိတာလေးခွဲရတာတော့မခံမရနိုင်ဖြစ်တယ်ဆိုရင်ပိုင်ဆိုင်မှုအလုံးကိုထားခဲ့ရမယ့်အချိန်မှာဘယ်လိုနေမလဲဒါတွေးကြည့်ပေါ့ဟုတ်လားကိုတန်ရောစဉ်ရှိတဲ့ကိုချစ်ရတဲ့လူတယောက်နဲ့ခွဲရတာတော့ကို့မှာအလွန်ထိခိုက်တယ်ဆိုရင်ကိုတန်ရောစဉ်ရှိရတဲ့လူတွေအားလုံးကိုထားခဲ့ရပြီးခွဲရပြီးဆိုတဲ့အနေအထားမျိုးမှာဘယ်လိုနေမလဲဒါစဉ်းစားကြည့်နော်ဒါကြောင့်သိခြင်းတရားကိုမသိခင်တည်းကစဦးဇင်းတို့တွေကဘာလို့ဖို့လို့တော့တတ်နိုင်တဲ့မြနားလည်မှုရှိအောင်ကြိုးစားဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ကသူ့ကိုလွယ်မလွယ်သူကတော့အချိန်ကြရင်ဆိုင်မြိုက်ကိုရောက်လာမှာနော်ဘယ်သူမျက်နာကိုမှမငဲ့ကွက်ဖဲနဲ့ဘာမှမထောက်ထားဘဲနဲ့ပြောရရင်ဦးဇင်းတို့ပြောနေကြစကားလုံးနဲ့ပြောရရင်တတ္တဝါရဲ့ဆန္ဒကိုတိတောင်မတိဘဲနဲ့ရောက်လာမှာပဲဆိုကြပါစို့ကားတစ်စင်းလမ်းပေါ်မှာပြေးနေတယ်ဒါထည့်ထားတဲ့စီရှိသလောက်ပဲပြေးမှာပဲလေစီကုန်တဲ့အချိန်မလုပ်သွားဘူးတော့ရက်သွားမှာနော်စီကုန်တဲ့ချိန်ရက်မှာနော်လမ်းလေကောင်ကုံရင်လမ်းလေကောင်ရက်မှာလူကြားတဲ့ကုံရင်လူကြားတဲ့ရက်မှာခကြီးရောက်မရောက်တွတ်တန်လန်းအချိန်နေရာကုံသွားလဲအဲ့ဒီနေရာရက်သွားမှာပဲသူကကားပေါ်ကလူကဘလောက်အရေးကြီးတဲ့ခကြီးနဲ့သွားနေတာငါဒီချိန်ကြီးရက်လို့တော့မတော်ဘူးလို့ကားမှာအဲ့လိုမျိုးငဲ့ညာမှုရှိမလားငါလမ်းဘေးလေးဆင်းရမှနောက်လမ်းတော်လမ်းလာတွေဒုက္ခရောက်လိုက်မယ်လမ်းပေါ်ကြီးတဲတယ်တော့ငါရက်လို့မတော်ဘူးလို့ကားမှာအဲ့လိုတွေးရှိမလားစီကုန်တဲ့အချိန်ရက်သွားမှာပဲအဲ့လိုပဲကျွတ်တို့ဒီခန္ဓာဆိုတဲ့ကားကဘဝပြေးလမ်းပေါ်မှာပြေးနေတာဘာနဲ့ပြေးနေတုံးလို့မင်းကံစိတ်ဥတုအာရအကြောင်းတရား၄ပါးနဲ့ပြေးနေတာအထူးသဖြင့်ကံအရှိန်နဲ့သွားနေတာနော်စိတ်ဥတုအာရရဲ့အကြောင်းတရားတွေလည်းအများကြီးအားကြီးစွာရှိပါတယ်သို့တော့အကြီးဆုံးအကြောင်းတရားတော့ကံတရားပဲနော်ကံအရှိန်ကုန်တဲ့အချိန်မှာကျန်တာတွေအကုန်ရှိနေလဲရက်မှာဟုတ်လားစောစောမှအာဟာရထည့်ထားတယ်မစားတော့ပြီးကြလားတချို့သေးသွားတာမရှိဘူးလားအာဟာရကုန်လို့သေးရလားကံကုန်လို့သေးရလားကံကုန်လို့သေးတာနော်စိတ်လေးအကောင်းကြီးပဲတချို့ဥဒုကလည်းညီညွတ်ပဲအပူအေးမှမျှလို့ဟုတ်လားဒါပေမဲ့ကံကုန်တဲ့ချိန်မှာဖြစ်သွားသေးတာပဲဟုတ်လားအဲ့တော့ပြောချင်တာကတဘာဝတရားကြီးကကိုယ်ဆန္ဒကို
တိတောင်မသိသူကတော့ဖြစ်เสียရှိတဲ့အတိုင်းဖြစ်သွားတာပဲပုံမှန်ပါပဲဟုတ်လားအဲ့တော့ဦးဇင်းတို့တွေကနားမလည်ရင်တော့ခံရမှာနော်အဲ့တော့နားလည်ဖို့ဦးဇင်းတို့လိုတာကသဘာဝတရားကြီးကိုဦးဇင်းတို့ပြုပြင်ပြောင်းလဲလို့မရဘူးရှိเสียရှိတဲ့အတိုင်းဖြစ်သွားမှာအဲ့တော့တကယ်တမ်းကြောက်เสียကဦးချင်းသေခြင်းဦးချင်းနာခြင်းသေခြင်းကကြောက်เสียလားနားမလည်မှုကကြောက်เสียလားဆိုတာကိုကွဲပြားအောင်ဦးဇင်းတို့အဖြေထုတ်ရဘာကကြောက်เสียလို့ထင်နားမလည်မှုကကြောက်เสียတကယ်လို့သာနားလည်မယ်ဆိုရင်အိုလည်းကိစ္စမရှိဘူးနားလည်ဆိုသူတော်ကောင်းတရားကိုသိတာပြောတာနော်နားလည်းကိစ္စမရှိဘူးသေလည်းပဲကိစ္စမရှိဘူးဟုတ်လားကျွတ်တို့ကနားမလည်တဲ့အခါကျတော့အိုချင်းနာချင်းသေချင်းနဲ့တူပြီးတော့မလုပ်နေတော့ဆန့်ကျင်ဘက်လုပ်နေတာလေနိုင်မယ်ထင်လားမနိုင်ဘူးနော်အသေးချာပေါက်ရှုံးမှာနော်ဟုတ်လားဒါကြောင့်တဘာဝတရားရဲ့အကြောင်းကိုမသိခြင်းဟာအလွန်တရာမှကြီးမားတဲ့အန္တရာယ်တဘာဝတရားရဲ့အကြောင်းကိုသိခြင်းဟာအလွန်တရာမှအားကိုးရလို့ဦးဇင်းတို့မြင်ဖို့မလိုဘူးလားအဲ့ဒါသူတော်ကောင်းတရားကိုသိတယ်ဆိုတာတဘာဝတရားရဲ့အကြောင်းကိုအစဉ်စဉ်သိသွားတာကိုပြောတာနော်ဟုတ်လားအခုတရားအထုတ်ကြတယ်အဓိကဦးဇင်းတို့ရည်ရွယ်ချက်ကမတည်မြဲမှုဆိုတဲ့အနေအထားကိုအစကနေဦးမြင်ဖို့ရည်ရွယ်ချက်ထားရဘာလေးပဲဖြစ်လာဖြစ်ပြီးရင်ရှိတော့တာမဟုတ်အခုနေ့လေတုန်းကတရားဓမ္မတို့နေရာထိုင်ရအထောက်ရတာအစဉ်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေပြန်တွေးကြည့်ရင်တောင်တချို့ဟာတွေကရေးရမရှိတော့ပြီးသွားပြီနော်ဘာမှမရှိတော့ဟုတ်လားအခုဖြစ်နေတာကောတည်မြဲနေမလားတည်မြဲနေမလို့ဒီအခြေအနေကလည်းခဏနေရင်မရှိတော့ဒီလိုနဲ့ဖြစ်သမျှအရာတွေကိုဦးဇင်းတို့အပြီးအပိုင်ထားခဲ့ပြီးတော့ဘဝကြီးကိုသွားနေတာ